တမမီတို့အားလုံးမင်္ဂလာပါရှေ့သင်ခန်းစာတွေမှာအခန်း1 10ထိကိန်းများအပိုင်း1နဲ့2ကိုလေ့လာပြီးလောက်ပြီလို့ထင်ပါတယ်နော်အခုတီချယ်ကအခန်း1ရဲ့အပိုင်း3သင်ခန်းစာကိုစပြီးသင်ကြားပေးမှာဖြစ်ပါတယ်ခရီးတို့ရေအပိုင်း3သင်ခန်းစာလေးစလိုက်ကြရအောင်နော်ကိန်းတွေရေးကြမယ်ခရီးတို့ကရှေ့သင်ခန်းစာတွေမှာ1 2 3 4 5ကိန်းလေးတွေကိုရေးခဲ့ကြပြီးပြီနော်အခုတီချယ်နဲ့အတူနောက်ထပ်ကိန်းတွေကိုအတူရေတွက်ပြီးရေးကြည့်ကြရအောင်ပထမဆုံးအနေနဲ့ဝါရောင်ကက်လေးတွေကိုစပြီးရေတွက်ကြည့်ရအောင်နော်1 2 3 4 5 6ဟုတ်ပြီဝါရောင်ကက်လေးကဘယ်နှကက်လဲကလေးတို့ရေဟုတ်ပါတယ်6ကက်ပါနော်6ကက်ဆိုရင်တီချယ်တို့ကဒီမှာပေးထားတဲ့မြင်းချောင်းလေးမှာဘာကနန်းလေးကိုရေးမယ်ဘာကိန်းလေးကိုရေးမယ်ဆိုတော့6ကိုရေးမယ်နော်တီချယ်နဲ့အတူတူလိုက်ရေးကြည့်ရအောင်နော်6ဟုတ်ပါပြီသားတို့ရဲ့သမီးတို့ရဲ့ဖတ်စာစာအုပ်ထဲမှာ6ဆိုတဲ့ကိန်းကနန်းလေးကိုချဲနဲ့အတူတူလိုက်ရေးကြည့်မယ်နော်6ဟုတ်ပါပြီနောက်ထပ်ကိန်းလေးတစ်ခုသွားလိုက်ရအောင်နော်ဟုတ်ပါပြီဝါရောင်လေးကိုစပြီးရေးကြည့်ကြရအောင်အဝါရောင်ကက်လေးဘယ်နှကက်ရှိလဲ1 2 3 4 5 6 9ဝါရောင်ကက်လေးက9ကက်ရှိပါတယ်အဲ့တော့သားတို့သမီးတို့ကဘာလို့ရေးမလဲခုနှစ်ဟုတ်တာပေါ့ခုနှစ်ကိုတားတော့သမီးရဲ့ဖတ်စာစာမှာရေးကြရအောင်နော်ခုနှစ်ဟုတ်ပါပြီနောက်တစ်ခုကြည့်ကြရအောင်ဝါရောက်ကလေးတွေကိုရေးတတ်ကြည့်ရအောင်နော်ဒီချက်နဲ့တူတူ1 2 3 4 5 6 9 10ဟုတ်ပါတယ်10ကပ်ပါ10ကပ်ဆိုတော့ချေရိုးကဘာလို့ရေးမလဲရှစ်လို့ရေးမယ်ဟုတ်ပါပြီသားတို့သမီးတို့ရဲ့စာအုပ်လေးထဲမှာဒီချက်နဲ့တူတူလိုက်ရေးကြရအောင်နော်ရှစ်ဟုတ်ပါပြီနောက်ထပ်အဝါရောင်ကက်လေးတွေကိုရေးကြည့်ကြရအောင်နော်1 2 3 4 5 6 9 10ဟုတ်ပါပြီဝါရောင်ကက်လေးဘယ်နှကက်ရှိလဲကလေးတို့ရေ9ကက်ဟုတ်တာပေါ့9ကက်ဆိုတော့ဒီချက်တို့ကဘာလို့ရေးမလဲကိုဟုတ်ပါပြီကဲသားတို့သမီးတို့ရဲ့ဖတ်စာစာလေးထဲမှာဒီရှင်နဲ့တူတူကိုလိုက်ရေးကြည့်ကြရအောင်နော်ဟုတ်ပြီဘာရေးမလဲကလေးတို့ရေကိုဟုတ်ပါပြီရှင်ရေးကြရအောင်နော်ဖတ်စာစာလေးထဲမှာကိုဆိုတဲ့ကဏ္ဍကိန်းလေးကိုရေးကြည့်ကြရအောင်နော်ဟုတ်ပြီနောက်ထပ်ဝါရောင်ကလေးကိုချက်ရေးကြည့်ကြအောင်နော်ကိုပြီးရင်ဘာလာမလဲကြည့်ရအောင်1 2 3 4 5 6 9 10 9 10ဟုတ်ပြီဝါရောင်ကလေးဘယ်နှကက်ရှိလဲကလေးတို့ရေ10ကက်ဆိုတော့ချေတို့ကဘာလို့ရေးမလဲ10လို့ရေးမှာပေါ့ဟုတ်ပြီအရင်ဆုံးချေတို့ကဘာရင်ရေးမလဲဆိုတော့1လေးကိုအရင်ရေးမယ်ဘာရင်ရေးမလဲ1ပြီးရင်အနောက်မှာ3ညာလေးကိုရေးပါမယ်3ညာလေးရေးလိုက်မယ်ဟုတ်ပြီ1နဲ့3ညာနဲ့ရေးလိုက်မယ်10ဟုတ်ပြီเนาะကဲသားတို့သမီးတို့အရင်ဆုံးသားတို့သမီးတို့ရဲ့စာအုပ်လေးထဲမှာဖတ်စာစာအုပ်လေးထဲမှာ1ပြီးရင်အနောက်မှာ3ညာလေးရေးကြအောင်เนาะခေရိုရေတီချင်တဲ့အတူဖတ်စာအုပ်ထဲမှာ1ကနေ10ထိကိန်းတွေကိုရေးတွက်ပြီးရေးလဲရေးကြည့်ပြီးဆိုတော့ခရီးတို့ရဲ့လေးချောင်းမြစ်စာအုပ်လေးထဲမှာလေရေးလေးတွေလောက်အောင်ချက်ပြီးရေးကြည့်ကြအောင်နော်ဟုတ်ပြီလိမ္မာလိုက်တာကဲနောက်ထပ်သင်ခန်းစာလေးတစ်ခုလေ့ကျင့်ခန်းလေးတစ်ခုထပ်သွားရအောင်နော်လေ့ကျင့်ခန်းလေးကဘာလဲဆိုတော့ဘယ်လောက်ရှိလဲတဲ့ကဲပုံလေးတွေပေးထားတယ်ပုံလေးတွေကိုတီချာတို့ကဘာလုပ်မလဲတီချာနဲ့အတူတူသားတို့သမီးတို့ကလိုက်ပြီးရေးတွက်မယ်ပြီးရင်ခုန1ကနေ10ထိကိန်းလေးတွေကိုရေးကြမယ်နော်ဟုတ်ပါပြီပထမဆုံးပုံလေးကိုကြည့်ရအောင်ဒါလေးကဘာပုံလေးလဲဟုတ်ပါပြီပြောကြည့်ပါကလေးဒါလေးကဘာပုံလေးလဲမင်းကိုတီပုံလေးနော်ဟုတ်ပြီမင်းကိုတီကိုဘယ်နှလုံးရှိလဲတီရှင်နဲ့တူတူကလေးတို့လိုက်ပြီးရေးတွက်ကြည့်ရအောင်နော်1 2 3 4 5 6 9 10ဘယ်နှလုံးရှိလဲကလေးတို့10လုံးဟုတ်ပြီ10လုံးဆိုရင်တီရှင်တို့ကဒီမှာဘာကိန်းလေးရေးမလဲ10ပေါ့ဟုတ်တာပေါ့တော်လိုက်တာ10လို့ရေးမယ်နော်ဟုတ်ပြီနောက်ထပ်ပုံလေးတစ်ပုံချက်ပြီးရေးတွက်ကြည့်အောင်နော်1 2 3 4 5 6ဟုတ်ပြီ6ခုရှိပါတယ်6လုံးရှိပါတယ်ဘာလေးလဲဆိုတော့ခရမ်းတီဟုတ်တာပေါ့ခရမ်းတီလေး6လုံးရှိတယ်အဲ့တော့တီချာတို့ကဘာလို့ရေးမလဲဘာကိန်းလေးကိုရေးပါလဲကလေးတို့ရေဟုတ်တာပေါ့6ကိန်းလေးကိုရေးကြရအောင်နော်ဟုတ်ပြီနောက်ထပ်ပုံလေးတစ်ပုံသွားရအောင်ဒါလေးကဘာကောင်လေးလဲကလေးတို့ရေဘာငှက်လေးလဲဇီးကွက်လေးဟုတ်တာပေါ့ဇီးကွက်လေးဟုတ်ပြီဇီးကွက်လေး ဟ
ဟုတ်ပြီဈေးကွက်လေးဘယ်နှကောင်ရှိလဲ1 2 3 4 5 6 9ဈေးကွက်လေးကဘယ်နှကောင်ရှိလဲ9ကောင်ဟုတ်ပြီအဲ့ဆိုရင်တီချာတို့ကဘာလို့ရေးမလဲ9လို့ရေးမှာပေါ့ကြော်လိုက်တာဟုတ်ပါပြီကဲတီချာတို့နောက်ထပ်ပုံလေးတစ်ပုံသွားအောင်ဒါလေးကဘာသိလေးလဲဘသူသိတယ်တတမီမီတို့ရေးဒါလေးကဘာသိလေးလဲဟုတ်တာပေါ့နက်နက်သီးလေးနက်နက်သီးလေးဘယ်နှလုံးရှိလဲတီချာနဲ့တူတူလိုက်ပြီးရေးတွက်ကြည့်ရအောင်နော်1 2 3 4 5 6 9 10 9နက်နက်သီးလေးဘယ်နှလုံးရှိလဲ9လုံးရှိတယ်ဟုတ်တာပေါ့9လုံးရှိတယ်နက်နက်သီးလေးက9လုံးရှိရဆိုရင်ကလေးတို့ကဘယ်ကိန်းလေးကိုရေးရမလဲ9ပေါ့တော်လိုက်တာဟုတ်ပါပြီ9ရေးကြမယ်နော်9ဟုတ်ပြီနောက်တစ်ခုဒါလေးကဘာသီးလေးလဲကြည့်အောင်တခြားကြည့်အောင်နော်ဒါလေးကဘာသီးလေးလဲကလေးတို့ရေဘာသီးလေးပါလဲနော်ဟုတ်တာပေါ့လိမ္မော်သီးဘယ်နှလုံးရှိလဲတခြားနဲ့တူတူလိုက်ပြီးရေးတွက်ကြည့်အောင်နော်1 2 3 4 5 6 9 10ဘယ်နှလုံးလဲ10လုံးဟုတ်ပါပြီ10လုံးဆိုတော့တချို့ကဘာလို့ရေးမလဲဘာကိန်းလေးရေးမလဲ10ပေါ့ကြော်လိုက်တာ10ဟုတ်ပါပြီကဲဒါလေးကဘာလေးလဲကလေးတို့ရေဒါလေးကဘာလေးလဲဘသူသိတယ်ကဲတေချာကြည့်လိုက်ပါအောင်ဘာလေးလဲဟုတ်တယ်စက်သွန်နီလေးဘယ်နှလုံးရှိလဲတူတူရေးကြည့်ကြရအောင်ဒီချက်နဲ့တူတူ1 2 3 4 5 6 9 10ဟုတ်ပြီကျက်စုနီလေးကဘယ်နှလုံးရှိလဲ10လုံးရှိရယ်အဲ့တော့ဘာကိန်းလေးကိုရေးမလဲကလေးတို့ရေ10ဟုတ်တာပေါ့ကဲကိန်းလေးတွေဒီချက်နဲ့တူတူတစ်ခေါက်လောက်ရွတ်ဆိုကြည့်ရအောင်8 6 9 9 10ဟုတ်ပါပြီရှင်နောက်ထပ်သင်ခန်းစာလေးကတော့အရေးအတွက်တူတဲ့ပုံနဲ့ကိန်းဒါမှမဟုတ်ပုံချင်းချင်းကိုရှင်တွဲပါကဲကလေးတို့ရေပုံလေးတွေကိုကြည့်ကြမယ်ကိန်းလေးတွေကိုကြည့်ကြမယ်နော်ဟုတ်ပြီပထမဆုံးအနေနဲ့ချေတို့ကညီလုံးလေးတွေကိုစပြီးရေးတွက်ကြည့်ရအောင်နော်1 2 3 4 5 6 9 10 ဟုတ်ပြီအနီအောင်လုံးလေးကဘယ်နှလုံးရှိလဲကလေးတို့ရေ10လုံးဟုတ်ပါပြီရှင်မှတ်ထားမယ်နော်နီအောင်လုံးလေးက10လုံးဟုတ်ပြီနီအောင်လုံးလေးရဲ့အောက်မှာပေးထားတဲ့ကိန်းလေးကဘာကိန်းလေးလဲကလေးတို့ရေဘာကိန်းလေးပါလဲချက်ပြောပါအောင်နော်ဟုတ်တာပေါ့ကိုဟုတ်ပါပြီပေးထားတဲ့ကိန်းလေးကကိုဟုတ်ပြီကိုရဲ့အောက်မှာရှိတဲ့အဝိုင်းအောင်ကလေးကိုတီရှင်နဲ့တူတူရေးတွက်ကြည့်ရအောင်နော်1 2 3 4 5 6 9ဟုတ်ပြီကိုရဲ့အောက်မှာရှိတဲ့ဝိုင်ယံကလေးကဘယ်နှကက်ရှိလဲ9ကက်ရှိတယ်ဟုတ်ပါပြီကဲအဝိုင်ယံကလေးအောက်မှာရှိတဲ့အကောင်လေးကဘာကောင်လေးတွေလဲဒီချက်နဲ့ဒီချက်ကိုပြောပါအောင်ဘာကောင်လေးတွေကလေးတို့ရေဟုတ်တာပေါ့ကြွက်လေးဘယ်နှကောင်ရှိလဲဒီချက်နဲ့တူတူရေးကြည့်ကြရအောင်နော်1 2 3 4 5 6 9 10ကြွက်လေးဘယ်နှကောင်ရှိလဲကလေးတို့ရေ10ကောင်ဟုတ်တာပေါ့10ကောင်ဟုတ်ပါပြီကြွက်လေးရဲ့10ကောင်အောက်မှာပေးထားတဲ့ကိန်းလေးရောဘာကိန်းလေးလဲဟုတ်တာပေါ့6ဟုတ်ပြီနော်ကဲတီချာတို့ကဒီဘက်မှာပေးထားတဲ့ကိန်းလေးတွေရဲ့အယုတ်လေးတွေရဲ့ကိုရေတွက်ပြီးပြီဆိုတော့ဒီဘက်မှာရှိတဲ့ကိန်းလေးထပ်ရေတွက်ကြည့်ရအောင်နော်ကဲဒါလေးကဘာသီးလေးလဲပထမဆုံးပေးထားတဲ့အဝါရောင်သီးလေးကဘာသီးလေးလဲငှက်ပြောသီးဟုတ်တာပေါ့ငှက်ပြောသီးလေးနော်ငှက်ပြောသီးလေးဘယ်နှလုံးရှိလဲ1 2 3 4 5 6 9 10 9ငှက်ပြောသီးလေးက9လုံးရှိပါတယ်ကဲငှက်ပြောသီးလေးအောက်မှာရှိတဲ့ဝါရောင်ကလေးကောင်ဘယ်နှကက်ရှိလဲရေးကြည့်ကြရအောင်နော်1 2 3 4 5 6 9 10ဝါရောင်ကလေးက10ကက်ရှိပါတယ်ဟုတ်ပြီဝါရောင်ကလေး10ကက်အောက်မှာရှိတဲ့ကိန်းလေးကဟုတ်ကြပေါ့10နော်10ဟုတ်ပါပြီ10အောက်မှာရှိတဲ့အကောင်လေးရောဘာကောင်လေးတွေလဲကြည့်ရအောင်လိပ်ပြလေးတွေတော်လိုက်တာဟုတ်တာပေါ့လိပ်ပြလေးဘယ်နှကောင်ရှိလဲတီရှင်နဲ့တူတူရေတွက်ကြည့်ရအောင်နော်1 2 3 4 5 6လိပ်ပြလေးက6ကောင်ရှိပါတယ်ဟုတ်ပြီလိပ်ပြလေး6ကောင်ရဲ့အောက်မှာရှိတဲ့ကိန်းလေးရောဘာကိန်းလေးလဲပြောပါအောင်ကလေးတို့ရေဟုတ်တာပေါ့9ဟုတ်ပါပြီ9ကဲအဲ့ဆိုရင်တီချာတို့ဒီမှာပေးထားတဲ့ပုံလေးတွေရဲ့ပြီးရင်ကိန်းလေးတွေတောက်တို့မျိုးသိသွားကြပြီနော်အဲ့ဒါဆိုရင်တီချာတို့ကပုံလေးတွေရဲ့သူနဲ့တူညီတဲ့ကိန်းလေးတွေကိုချေတို့ကရှင်တွဲပေးမယ်အရင်ဆုံးဒီမှာပေးထားတဲ့အနီအောင်လုံးလေးက10လုံးရှိတယ်အဲ့အတွက်တီချာတို့ကဘာနဲ့တွဲမလဲ
10နဲ့တွဲမှာပေါ့ကြုံလိုက်တာဟုတ်ပါပြီ10အောက်မှာရှိတဲ့ကနန်းလေးကကိန်းလေးကကိုဟုတ်ပြီကိုချဲတို့ကငပြောသီးကိုလုံးလေးနဲ့တွဲပေးမှာပေါ့ဟုတ်ပါပြီကဲဝါရောင်ကက်လေးကဘယ်နှကက်ရှိရလဲကိုရဲ့အောက်မှာရှိတဲ့ဝါရောင်ကက်လေးက9ကက်ဟုတ်ပြီအဲ့ဆိုချဲတို့ကဘာနဲ့တွဲပေးမလဲ9နဲ့တွဲပေးမှာပေါ့ကြော်လိုက်တာဟုတ်ပြီကဲကြွက်လေးကဘယ်နှကောင်ရှိရလဲ10ကောင်အဲ့ဆိုရင်ကြွက်လေးနဲ့တူရဲ့ဝါရောင်ကက်လေး10ကက်နဲ့ချဲတို့ကတွဲလိုက်မှာပေါ့ဟုတ်ပါပြီကဲနောက်ဆုံးဘာလေးကြံလဲ6ကိန်းလေးကြံနေဟုတ်ပြီ6ကိန်းလေးကိုချဲတို့ကဘာနဲ့တွဲမလဲလိပ်ပြလေး6ကောင်နဲ့တွဲမှာပေါ့ကြော်လိုက်တာသင်ငန်းစာခုနှစ်မှာဘယ်ဟာကများပြီးဘယ်ဟာကနေတလဲတဲ့ကလေးတို့ရေတချင်တဲ့အတူတူပေးထားတဲ့ပုံလေးကိုတူတူရေတွက်မယ်ပြီးရင်ဘယ်ဟာလေးကတော့များတယ်ဘယ်ဟာလေးကတော့နည်းလဲဆိုတာဖြည့်ဆည်းကြရအောင်နော်ပထမဆုံးအနေနဲ့ဒီမှာပေးထားတဲ့ဘာပန်းလေးတွေကလေးတို့ရေကြည့်ပါဦးပထမဆုံးပေးထားတဲ့ပန်းလေးကဘာပန်းလေးလဲဟုတ်တာပေါ့နှင်းစီပန်းလေးတွေနှင်းစီပန်းလေးတွေကဘာရောင်နဲ့ဘာရောင်နဲ့လဲဟုတ်တယ်အနီရောင်ရဲ့ပြီးတော့အဝါရောင်လေးရဲ့ဟုတ်တာပေါ့ကဲအဲ့ဆိုရင်တချို့နှင်းစီပန်းအနီရောင်လေးတွေကိုစပြီးရေတွက်ကြည့်ရအောင်နော်1 2 3 4 5 6ဟုတ်ပြီနှင်းစီပန်းအနီရောင်လေးကဘယ်နှပွင့်လဲကလေးတို့ရေ6ပွင့်ပေါ့ဟုတ်ပါပြီကဲအောက်မှာရှိတဲ့နှင်းစီပန်းအဝါရောင်လေးကိုထပ်ပြီးရေတွက်ကြည့်ရအောင်နော်1 2 3 4ဟုတ်ပါပြီနှင်းစီပန်းလေးဝါရောင်ဘယ်နှပွင့်လဲကလေးတို့ရေ4ပွင့်ဟုတ်ပြီကဲအဲ့ဆိုရင်တီချယ်တို့ကနှင်းစီပန်းအနီကဘယ်နှပွင့်လဲ6ပွင့်ဟုတ်တာပေါ့နှင်းစီပန်းအဝါလေးရအောင်ဘယ်နှပွင့်လဲ4ပွင့်ကဲအဲ့ဆိုရင်ဘယ်နှင်းစီပန်းပွင့်ကများပြီးဘယ်နှင်းစီပန်းပွင့်ကနည်းလေချင်းလဲကလေးတို့ရေဒီချက်ကိုပြောကြည့်ကြပါဦးဟုတ်တာပေါ့နှင်းစီပန်းအနီကများပြီးတော့နှင်းစီပန်းအဝါပွင့်လေးကနည်းတာပေါ့ဟုတ်ပါပြီကဲဆိုရင်ခေါက်ခွင်းမှာရှိတဲ့အဝါရောင်ကက်လေးလေးကိုတီချင်နဲ့တူတူရေတွက်ကြည့်မယ်ဘယ်ကက်လေးကများပြီးတော့ဘယ်ကက်လေးကနည်းမလဲရင်ဆုံးအပေါ်ကဝါရောင်ကက်လေးရေးကြည့်ကြရအောင်နော်1 2 3 4 5 6 9ဟုတ်ပြီအပေါ်မှာရှိတဲ့ဝါရောင်ကလေးက9ကက်ဟုတ်ပါပြီကဲအောက်မှာရှိတဲ့ဝါရောင်ကလေးကဘယ်နှကက်လဲချင်းနဲ့တူရေးကြည့်ကြရအောင်နော်1 2 3 4 5 6 9 10 90အောက်မှာရှိတဲ့ဝါရောင်ကက်လေးက10ကက်ပါနော်ဟုတ်ပြီကဲအဲ့ဆိုရင်အပေါ်မှာရှိတဲ့ဝါရောင်ကက်လေးက9ကက်အောက်မှာရှိတဲ့ဝါရောင်ကက်လေးက10ကက်ဆိုတော့ဘဲကက်လေးကများပြီးဘဲကက်လေးကနည်းတဲ့ကလေးတို့ရေဟုတ်တာပေါ့9ကက်ဝါရောင်10ကက်ကများပြီးတော့9ကက်အဝါရောင်လေး9ကက်ကတော့နည်းတာပေါ့နော်ဟုတ်ပါပြီကဲနောက်ထပ်ဂါငယ်လေးကြည့်ရအောင်နော်ဂါငယ်မှာမှုလေးကဘယ်နှခုပေးထားလဲဆိုတော့2ခုပေးထားရနော်အပေါ်မှာရှိတဲ့မှုလေးကဘယ်နှခုရှိလဲကြည့်ကြရအောင်1နဲ့အပေါ်မှာရှိတဲ့မှုလေးက2ခုရှိတယ်အောက်မှာရှိတဲ့မှုလေးကရောဘယ်နှခုရှိလဲရေးကြည့်ကြရအောင်1 2 3 4 5ဟုတ်ပါပြီအောက်မှာရှိတဲ့မှုလေးက5ခုပေါ်မှာရှိတဲ့မှုလေးက2ခုအဲ့ဒါဆိုရင်ဘယ်မှုလေးကများပြီးတော့ဘယ်မှုလေးကနည်းလဲဟုတ်တာပေါ့မှု5ခုကများပြီးတော့မှုလေး2ခုကနည်းတာပေါ့နော်ဟုတ်ပါပြီနောက်ထပ်ဝါရောင်ကလေးကိုထပ်ပြီးရေးတွက်ကြည့်ရအောင်နော်1 2 3 4 5 6 9 10 90ပုံမှာရှိတဲ့ဝါရောင်ကက်လေးက10ကက်ဟုတ်ပြီအောက်မှာရှိတဲ့ဝါရောင်ကက်လေးကဘယ်နှကက်လဲကြည့်စနဲ့တူတူရေးကြည့်ကြရအောင်1 2 3 4 5 6 အောက်မှာရှိတဲ့ဝါရောင်ကက်လေးက9ကက်ကဲအဲ့ဒါဆိုရင်ဘယ်ဝါရောင်ကက်လေးကများပြီးတော့ဘယ်ဝါရောင်ကက်လေးကနည်းတဲ့ကလေးတို့ရေဟုတ်တာပေါ့10ကက်ရှိတဲ့ဝါရောင်ကက်လေးကများပြီးတော့9ကက်တည်းရှိတဲ့ဝါရောင်ကက်လေးကနည်းတာပေါ့တော်လိုက်တာဖေးတို့ရေပုံလေးကိုကြည့်ရအောင်နော်ပုံလေးမှာဗာလေးတွေဗာသီးလေးတွေပေးထားတယ်ဒါလေးကဗာသီးလေးလေကလေးတို့ရေဟုတ်တာပေါ့ခရမ်းသီးလေးနော်ခရမ်းသီးလေးဟုတ်ပြီကဲခရမ်းသီးရဲ့ဘေးမှာရှိတဲ့အသီးလေးကဗာသီးလေးလေပြောပါအောင်ကလေးတို့ဗာသီးလေးလေနော်ဗာသီးလေးလေဟုတ်တာပေါ့မိုးလာဦးနီဟုတ်ပြီကဲအဲ့ဆိုရင်ချေတို့ပုံလေးမှာဗာလေးနဲ့ပေးထားလဲဆိုတော့ခရမ်းသီးလေးနဲ့မိုးလာဦးနီလေးပေးထားတယ်ဟုတ်ပြီချေတို့ကဘာလို့ကမှလဲဆိုတော့ဘယ်ဟာကများပြီးဘယ်ဟာကနည်းတယ်လဲတဲ့ဟုတ်ပြီနော်ကဲချေတို့ပေးထားတဲ့ခရမ်းသီးလေးရဲ့မိုးလာဦးနီလေးရဲ့ဘယ်ဟာကများပြီးဘယ်ဟာကနည်းလဲသိအောင်တတို့သမီးဘယ်လိုလုပ်ကြမလဲဟုတ်တာပေါ့ရေတွက်ကြည့်မှာပေါ့ဟုတ်ပြီမုံလောင်နီလေးကိုရေတွက်ကြည့်မယ်ပြီးရင်ခရမ်းသီးလေးကိုရေတွက်ကြည့်မှာပေါ့ဟုတ်ပါပြီကဲတီချန်နဲ့တူတူလိုက်ပြီးရေကြည့်ကြရအောင်နော်အရင်ဆုံးချေတို့ကမုံလောင်နီလေးရေတွက်ကြည့်ရအောင်1 2 3 4 5 6
6 9ဟုတ်ပြီမော်လောင်းနီလေးကဘယ်နှလုံးရှိလဲ9လုံးရှိရယ်ဟုတ်ပါပြီမှတ်ထားမယ်နော်ကလေးတို့ရေမော်လောင်းနီလေးက9လုံးရှိပါတယ်နောက်ချက်ခရမ်းသီးလေးကိုရေးတွက်ကြည့်ရအောင်နော်ခရမ်းသီးလေးဘယ်နှလုံးရှိလဲ1 2 3 4 5 6ဟုတ်ပြီခရမ်းသီးလေးကဘယ်နှလုံးရှိလဲကလေးတို့ရေ6လုံးဟုတ်ပါပြီကဲခရမ်းသီးလေးက6လုံးခုနချေတို့ရေးထားလဲမော်လောင်းနီလေးက9လုံးကဲအဲ့ဆိုရင်ဘယ်ဟာကများမလဲဘယ်ဟာကနည်းတယ်လဲကဲကလေးတို့ရေဖြည့်ကြည့်ကြရအောင်ဟောတော်ရဲတိတ်တော်ရဲเนาะဟုတ်တာဗောမော်လာဦးညီလေးကများပြီးတော့ခရမ်းသီးလေးကနဲတာဗောနော်ကလေးတို့ရေဘယ်ကိန်းကကြီးပြီးဘယ်ကိန်းကငယ်တယ်လဲတဲ့နောက်ထပ်သင်ခန်းစာလေးတစ်ခုပါနော်ကဲအရင်ဆုံးချေတို့ကပုံလေးကိုကြည့်ရအောင်နော်ကောင်လေးကင်ထားတဲ့ကိန်းလေးကဘာကိန်းလေးလဲကောင်မလေးကင်ထားတဲ့ကိန်းလေးကဘာကိန်းလေးလဲဒီချက်ကိုပြောပြပါနော်ဟုတ်ပြီကဲပြောကြည့်ရအောင်ကောင်လေးကင်ထားတဲ့ကိန်းကဘာကိန်းလေးပါလဲဟုတ်တာဗော6ဟုတ်ပြီနော်ကောင်လေးကင်ထားတဲ့ကိန်းလေးက6ဟုတ်ပြီကောင်မလေးကင်ထားတဲ့ကိန်းလေးရောဘာကိန်းလေးလဲခရီးတို့ရေဖြည့်ကြည့်ပါဦးဟုတ်တာဗောငါကောင်လေးကကင်ထားတဲ့ကိန်းလေးက6ကောင်မလေးကင်ထားတဲ့ကိန်းလေးက9ဟုတ်ပြီကဲအဲ့ဆိုရင်6နဲ့9မှာဘယ်ကိန်းကကြီးပြီးဘယ်ကိန်းကငယ်လဲကလေးတို့ရေစဉ်းစားကြည့်ပါဦးနော်ဟုတ်တာဗော6ကိန်းကကြီးပြီး9ဆိုတဲ့ကိန်းလေးကငယ်တာဗောနော်ဟုတ်ပြီကဲအောက်မှာရှိတဲ့ပုံလေးတွေကိုထပ်ကြည့်ရအောင်နော်အောက်မှာအောင်ရံကက်လေးဘယ်နှကက်ပေးထားလဲ1 2 3 4 5 6အဝါရောင်ကလေးက6ကက်ပေးထားတယ်ဟုတ်ပြီကဲနောက်ထပ်အောက်မှာရှိတဲ့ကက်လေးထပ်ရေးကြည့်ကြရအောင်1 2 3 4 5နောက်ထပ်ကလေးက9ကက်ဟုတ်ပြီကဲအဲ့ဆိုရင်အဝါရောင်ကလေး9ကက်နဲ့အဝါရောင်ကလေး6ကက်မှာဆိုရင်ဘယ်ကက်ကကြီးပြီးဘယ်ကက်ကငယ်လဲဟုတ်တာဗော6ကကြီးပြီးတော့9ကငယ်တာဗောဟုတ်ပါပြီကဲအဲ့ဆိုရင်နောက်ထပ်ဝါရောင်ကက်လေးကိုထပ်ပြီးရေးတွက်ကြည့်ရအောင်နော်ဘယ်နှကက်ရှိပါလဲ1 2 3 4 5 6 9ဟုတ်ပြီနောက်ထပ်ဝါရောင်ကလေးက9ကက်အဲ့ဆိုရင်တချို့တို့က9ကိန်းလေးပေါ့နော်9ဟုတ်ပြီနောက်ထပ်တစ်ခုထပ်ရေးကြည့်အောင်နော်1 2 3 4 5 6ခွန်ရှိကိုနောက်ထပ်ဝါရောင်ကလေးက6ကက်ဆိုတော့6ကိန်းလေးပေါ့ဟုတ်ပြီကဲအဲ့ဆိုရင်9နဲ့6မှာဆိုရင်ဘယ်ကိန်းကကြီးပြီးဘယ်ကိန်းကငယ်လဲဟုတ်တာပေါ့9ကငယ်တယ်6ကကြီးရယ်တော်လိုက်တာခရီးရေတီချင်နဲ့တူတူကြည့်ကြရအောင်နော်ဘယ်ကိန်းကကြီးတယ်လဲတဲ့အောက်မှာကာကြီးခါခွဲကိန်းလေးပေးထားတယ်ကဲတီချင်နဲ့တူလိုက်ပြောကြည့်ရအောင်ပထမဆုံးကာကြီးမှာပေးထားကိန်းလေးကဘာကိန်းလေးလဲ1လား2လား3လား4လား5လားပြောကြည့်ပါဦးဖြည့်ကြည့်ပါဦးခရီးတို့ရေဟုတ်တာပေါ့9ဟုတ်ပြီ9ကိန်းလေးပေးထားတယ်ဟုတ်ပြီ9ကိန်းရဲ့ဘေးမှာရှိတဲ့ကိန်းလေးကရောဘာကိန်းလေးလဲတစ်ချက်ကိုပြောပါဦးခရီးတို့ရေတစ်ချက်ကိုဖြည့်ပေးပါဦး9ဘေးထဲမှာရှိတဲ့ကိန်းလေးကဘာလေးလဲ10ဟုတ်တာပေါ့ကြော်လိုက်တာဟုတ်ပြီကဲအဲ့ဆိုရင်ကာကြီးမှာပေးထားတဲ့9ရဲ့10ရဲ့မှာဆိုရင်ဘယ်ကိန်းကကြီးလဲခရီးတို့ရေစဉ်းစားကြည့်ပါအောင်နော်ဟုတ်တာပေါ့10ဟုတ်ပြီ9နဲ့10မှာဆိုရင်10ကိန်းလေးကကြီးတာပေါ့ဟုတ်ပါပြီကဲခါခွေးလေးသွားရအောင်ခါခွေးလေးမှာပထမဆုံးပေးထားတဲ့ကိန်းလေးကဘာကိန်းလေးလဲကလေးတို့ရေဘာကိန်းလေးလဲကိုဟုတ်တာပေါ့ကိုဟုတ်ပြီကိုရဲ့ဘေးနားမှာပေးထားတဲ့ကိန်းလေးကဘာကိန်းလေးလဲ1လား2လား3လားဟုတ်တာပေါ့3เนาะကလေးတို့ရေ3ဟုတ်ပြီကဲအဲ့ဆိုရင်9ရဲ့3ရဲ့မှာဆိုရင်ဘယ်ကိန်းလေးကကြီးလဲကလေးတို့ရေဟုတ်တာပေါ့6ကကြီးရယ်เนาะဟုတ်ပြီ6ဟုတ်ပြီကဲနောက်တစ်ခုသွားအောင်เนาะဘယ်ကိန်းကငယ်တယ်လဲတဲ့ဘယ်ကိန်းကငယ်တယ်လဲဟုတ်ပြီကာကြီးမှာပေးထားတယ်ကိန်းလေးနှစ်ခုပေးထားတယ်အဲ့ကိန်းတွေကနေပြီးတော့ဘယ်ကိန်းကငယ်လဲကဲကြည့်အောင်ပထမဆုံးကိန်းလေးကဘာကိန်းလေးလဲ1လား2လား3လား4လား5လားကလေးတို့ရေဟုတ်တာပေါ့4တုံလိုက်တာ4เนาะကဲ4ပြီးတော့မှရှိတဲ့ကိန်းလေးကရောဘာကိန်းလေးလဲပြောကြည့်ပါအောင်ကလေးတို့ရေ6ဟုတ်တာပေါ့6ကဲအဲ့ဆိုရင်4နဲ့6နဲ့မှာဆိုဘယ်ကိန်းလေးကငယ်လဲကလေးတို့ရေချက်ဖြည့်ပေးပါအောင်နော်ဟုတ်တာပေါ့4လေးကငယ်တာပေါ့ဟုတ်ပါပြီ4လေးကငယ်တယ်နော်ဟုတ်ပြီခါခွေးသွားရအောင်ခါခွေးမှာဘာကိန်းလေးပေးထားတယ်ပထမဆုံးအနေနဲ့ပေးထားကိန်းလေးကဘာကိန်းလေးလဲကလေးတို့ရေ9ဟုတ်တာပေါ့9ကဲနောက်ကိန်းလေးတစ်ခုက2မှန်တာပေါ့ကွယ်2ကဲအဲ့ဒါဆိုရင်9နဲ့2မှာဆိုရင်ဘယ်ကိန်းလေးငယ်လဲကလေးတို့ရေ2ပေါ့တော်လိုက်တာ2ဟုတ်ပါပြီရှင်ကဲနောက်တစ်ခုသွားရအောင်နော်ခွင်းအတွင်းနဲ့စက်လုံးတွေတုံပြီးပြင်ပြပါပထမဆုံးကာကြီးမှာပေးထားတယ်
6က9ချက်ကြီးရယ်ဟုတ်ပြီကဲအဲ့ဆိုရင်တချို့ကငယ်တယ်ဆိုရေးချင်ရင်9ကဘယ်သူထက်ငယ်မှာလဲကလေးတို့ရေ9ကဘယ်သူထက်ငယ်လဲဟုတ်ပြီ9က6ချက်ငယ်တာဗောကြော်လိုက်တာဟုတ်ပြီကဲနောက်တစ်ခုခါခွေးကဘာလေးပေးထားလဲဆိုတော့3က9အောက်ငယ်တယ်တဲ့ဟုတ်ပြီနော်3နဲ့9နဲ့ဆိုရင်ဘယ်သူကငယ်လဲ3ကငယ်တာဗောဟုတ်ပြီကဲအဲ့ဆိုရင်ကြီးတယ်ဆိုရဲစာလုံးလေးချေတို့ကပြောင်းပြီးရေးမယ်ဆိုရင်9က3ထက်ကြီးရယ်ဟုတ်ပြီနော်9က3ထက်ကြီးရယ်တသားမိမိတို့ရေအခန်း1အပိုင်း3သင်ခန်းစာလေးကတော့ဒီလောက်ပါပဲเนาะနှုတ်ဆက်ပါတယ်ဘိုင်ဘိုင်